ပြိုင်မက်တွေထက်လူချင်းမင်းတို့ဒီတာဖို့လိုပါတယ်ပြိုင်မက်တဲ့တာဖို့ဆိုရင်သူ့ဆွဲချမှတာတာမဟုတ်ပါဘူးသူ့လဲအောင်လုပ်လိုက်မှတာတာမဟုတ်ပါဘူးသူ့ထက်ပိုပြေးနိုင်ရင်လည်းတာပါတယ်ကျွန်တော်တို့တာအောင်လုပ်တယ်ဆိုတော့သူများကိုဆွဲချဖို့မဟုတ်ဘူးသူ့ခြေထိုးဖို့မဟုတ်ဘူးသူ10မိုင်ပြည့်ရင် -10 ပြေးဖို့ဖြစ်တယ်ဒါဆိုရင်ပြိုင်လေးကျွန်တော်တို့ nation တိုးတက်လာလေပဲဘာဖြစ်လို့လဲသူလည်းမြန်မာနိုင်ငံသားဖြစ်တယ်ကိုလည်းမြန်မာနိုင်ငံသားဖြစ်တယ်ပြိုင်နေနှစ်ယောက်လုံးတိုးတက်လာတယ်ကျွန်တော်တို့ကမဟုတ်ပြိုင်ခြေထိုးတာဆိုတော့သူများကိုခြေထိုးဖို့ကလူချင်းမင်းတို့အရင်ဆုံးရက်လိုက်မှရမယ်လူချင်းမင်းတို့ပြေးနေတာကိုမရက်ဘဲနဲ့သူများကိုခြေထိုးလို့မရဘူးနှစ်ပေါင်းများစွာကျွန်တော်တို့အချင်းချင်းခြေထိုးခဲ့တဲ့အတွက်ကျွန်တော်တို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုကဒီကနေ့မှာ Cambodia တို့ Laos တို့ထက်တောင်နောက်ကျသွားတာဖြစ်ပါတယ်ထားပါတော့ဒုတိယကျွန်တော်ပေးခြင်းတဲ့ message ဒီမတိမတာနဲ့တိတသာဖြစ်ပါတယ်လူငယ်တွေများများသိအောင်လုပ်ဖို့လိုပါတယ်ဘာလို့သိရမလဲကိုယ့်လုပ်ငန်းနဲ့ပတ်သက်တာကိုသိရပါအားလုံးသိစရာမလိုပါဘူးလုပ်ငန်းနဲ့ပတ်သက်တာကိုလေ့လာဖို့လိုပါတယ် experience လို့ခေါ်တဲ့အတွေ့အကြုံကိုခုနပြောတဲ့ချိန်နှုန်းနဲ့အချိန်ကာလများများလုပ်ရင်းနဲ့လူငယ်တွေကများများသိအောင်လုပ်ဖို့လိုပါတယ်